ဖျားကုန်တော့ဘယ်နှပါလဲတရားကုန်တော့ဘယ်နှပါရှိတယ်တန်ငါကုန်တော့ဘယ်နှပါရှိတယ်သိလားမောင်လေးမင်္ဂလာပါ ဟုတ်ကဲ့မင်္ဂလာပါ မောင်လေးကချောင်းသားလား ဟုတ်ကဲ့ပါ ချောင်းသားမောင်တို့ကလေးပါလေမိကုန်းလေးမေးပြီးတော့အဖေမှန်လို့ရှိရင်စုကြည်ချင်းမြတ်မှာပေါ့နော်အဲ့ဒါဖြည့်ကြည့်မလား ဟုတ်ကဲ့မေးကြည့်လေ ဗုဒ္ဓဘာသာလားမောင်လေးက ဟုတ်ကဲ့ပါ ဗုဒ္ဓဘာသာအဲ့ဆိုအိမ်မှာဖျားတွေပါရောရှိခိုးပြစ်လား ခါလေးတော့ရှိဖို့ဖြစ် အဲ့ဆိုဖျားကုန်တော့ဘယ်နှပါလဲတရားကုန်တော့ဘယ်နှပါလဲတန်ငါကုန်ဘယ်နှပါရှိတယ်ဆိုတာသိလား ဟုတ်ကဲ့သိ သိရဆိုဖျားကုန်တော့ဘယ်နှပါရှိလဲ ဖျားကုန်တော့ကိုပါ တရားကုန်တော့ရော ဖျားကုန်တော့6ပါ တန်ငါကုန်တော့ရော ဖျားကုန်တော့လေကိုပါပဲ တရားကုန်တော့6ပါတန်ငါ ဟောတန်ခါကုန်တော့ကိုပါ 9ပါ9 6 9 ဟုတ်ကဲ့ ပါပြီအပြည့်မှန်ပါတယ်အပြည့်မှန်လို့စုကြည့်ပြီး2000ပေးပါတယ်ဒါကအလူရှင်ကကြတော့အမေတို့ရောင်ကြီးရဲ့ဖောင်တာကိုနေမျိုးဆက်ရဲ့မွေးနေ့အနေနဲ့ပေါ့နော်ဒါလူလန်းလို့ရပါနော်ကျေးဇူးပါနော် ဟုတ်ကဲ့ကျေးဇူးပါ မင်္ဂလာပါရှင်အခုယူတို့ရောင်ကြီးဖွဲ့သားရောက်ရှိနေတဲ့နေရာကတော့ချောင်းသာဖြစ်ပါတယ်ချောင်းသာမှာမိကုန်းလေးရေးပေးမယ်အပြည့်မှန်သူတွေကိုစုချီနေသွားမှာဖြစ်ပါတယ်ဒီစီစဉ်ကိုစီစဉ်ပေးတဲ့သူကတော့ US မှာနေထိုင်တဲ့ကိုနေမျိုးဆက်ပါဒီနေ့မှာဆိုလို့ရှိရင်လည်းကိုနေမျိုးဆက်ရဲ့မွေးနေ့အထိမ်းအမှတ်အနေနဲ့အမှတ်တရအနေနဲ့ချောင်းသာမှာမိကုန်းလေးရေးပေးသွားမှာဖြစ်ပါတယ်ဘယ်လိုမိကုန်းလေးရေးပေးသွားမလဲဆိုတာကိုလက်ကြည့်ကြပါအောင်နော်ဒီကဗုဒ္ဓဘာသာလား ဟုတ် ဗုဒ္ဓဘာသာအဲ့ဆိုအိမ်မှာဖျားတွေကရရှိခိုးပြစ်လား တခါတလေတော့ကိုပြီ အဲ့ဆိုဖျားကုန်တော့ဘယ်နှပါရှိလဲတရားကုန်တော့ဘယ်နှပါရှိလဲတန်ငါကုန်တော့ဘယ်နှပါရှိလဲသိလား ဟုတ်ပြီ အဲ့ဆိုဘယ်လောက်ရှိလဲဖျားကုန်တော့ တရားကုန်တော့9ပါ တရားကုန်တော့ တရားကုန်တော့6ပါ 6ပါတန်ငါကုန်တော့ တန်ခါကုန်မှ9ပါ 9ပါဟုတ်ပါပြီမောင်လေးပြင်မှန်ပါတယ်အဲ့တော့အမစုကြည်မောင်လေး2000ပေးခဲ့ရနော်ဒါအလူရှင်ကကြတော့ဒါအမတို့ရဲ့ဒီရောင်ကြီးရဲ့ဖောင်တာပေါ့နော်ကိုနေမျိုးဆက်ရဲ့မွေးနေ့အနေနဲ့ပေါ့နော်ဒါလူရတဲ့အလူရှင်ဖြစ်ပါတယ် ကျေးဇူးပါမှာ